ဆော့ဝဲတို့ရင်ဆုံးထောင်းထားဖို့လိုပါတယ်ကျွန်တော်ဒီအောင်တစ်ချက်နေမယ်နေပြီးသွားပြီဆိုရင်ဒီအောင်တစ်ချက်နေမယ်ပြီးတော့ထားလို့ဒီလေးပေါ်ပါတယ်ပေါ်ဆိုရင်ဒီလေးတစ်ချက်တင်မယ်တင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒေရင်ကတစ်ချက်သွားပါမယ်ဒေရင်ကရောက်ပြီဆိုရင်ကျွန်တော် channel မှာကျွန်တော်လင်းချပေးထားပါတယ်ဒီခွန်းသုံးလုံးပြေဝင်အကောက်ဖွင့်သွားပါပါတယ်ခွန်းသုံးပြေဝင်ကျွန်တော်တစ်ချက်နေမယ်နေပြီးသွားပြီဆိုရင်ဒီအောင်တစ်ချက်နေပါမယ်ကောင်းမခွင့်တက်လို့ဆိုရင်ကျွန်တော်ကောင်းဖွင့်ကျွန်တော်တင်ပေးထားပါတယ်ဒီကြိုက်ပဲနော်ဝင်ကိုတစ်ချက်သွားမယ်ချက်သွားရင်တို့ကဒီဘက်တို့ကကြီးထွားပါတယ်ကြီးကြပါပါတယ်ဒီဘက်တော့သူကဒေထိုးခိုင်းပါတယ်ကျွန်တော်နေရာနဲ့စာထုတ်ပြပါမယ်ကျွန်တော်လေးနဲ့ဂိမ်းကောက်ဖွင့်ပြီးတော့ဒီဖိုင်ကိုဒီ EP ကိုလာလို့ရပါတယ်ဒီဘက်ကျွန်တော်နိုင်ပါပါတယ်နိုင်ပါဆိုတော့ဒီဘက်သူကဒေထိုးခိုင်းပါတယ်ကျွန်တော်ဒီဘက်ဒေထိုးပါမယ်ဒီနေရာစာထုတ်လိုက်ပါမယ်50ကို3လုံးပေါ့နော်50ကို3လုံးရဲ့ဒီမှာ50ကို3လုံးပါဒီဘက်တိကျပါကျွန်တော်နိုင်ပါပါတယ်နိုင်ပါဆိုရင်နောက်ဘက်တော့သူကတီးထိုးပိုင်းပါတယ်ကျွန်တော်ဒီဘက်နောက်ဘက်ကျွန်တော်တီးပြန်ထိုးပါမယ်ဒီဘက်ကြည့်ကြပါကျွန်တော်ရှုံးပါတယ်ရှုံးနေတော့ဒီဘက်တီးထိုးပိုင်းပါတယ်ကျွန်တော်တီးထိုးပါမယ်ကျွန်တော်ဆက်တော့ကျွန်တော်နေရာရှုံးနေကျွန်တော်6ထိုးပါမယ်6ထိုးလိုက်ပါပြီဒီဘက်တီးကြပါကျွန်တော်ပြန်နိုင်ပါပါတယ်နိုင်ဝိုင်းတဲ့သူကဒီဘက်တော့ကြီးထိုးခိုင်းပါတယ်ကျွန်တော်နေရာနဲ့ပြန်ထိုးပါမယ်နိုင်ဝိုင်းဆိုရင်တစားပြန်ထိုးပါနော်ရှုံးဝိုင်းဆိုမှသားလိုက်ရမှာပါကျွန်တော်လေးနဲ့ဂိမ်းကောက်ဖွင့်ပြီးဂိမ်းကောက်ဖွင့်ငွေ9000သွင်းပွားဆိုရင်ဒီ software ကိုရမှာပေါ့နော်ဒီ software app ကိုရမှာဖြစ်ပါတယ်ဒီဘက်ကြည့်ကြပါပါတယ်ဒီကျွန်တော်နိုင်ပါတယ်နိုင်ဝိုင်းဆိုတော့နောက်ဘက်တော့တေးပြီးထားပါတယ်ကျွန်တော်နေရာနဲ့ပြန်ထိုးပါမယ်ဒီသူကနီအောင်ဝိုင်းပြထားပါတယ်နီအောင်လေးပေါ့နော်ဒီထိုးပိုင်းပါတယ်ဒီဘက်သေးကြပါပါတယ်ဒီကြောက်ကျွန်တော်နိုင်ပါတယ်ဘက်ကြီးထိုးပိုင်းပါတယ်ကြီးဆိုတော့ကျွန်တော်နေရာပြန်ထိုးပါမယ်ဒီဘက်ကြီးကြပါပါတယ်ကျွန်တော်ပြန်နိုင်သွားပါတယ်နိုင်သွားပြီဆိုတော့နောက်ဘက်တော့ကြီးထိုးပိုင်းပါတယ်အဲကြီးကျွန်တော်နေရာပြန်ထိုးပါမယ်အစိုးရကျွန်တော်4000ရှိရပါတော့ကျွန်တော်1000နေရာကျွန်တော်နိုင်သွားပါပြီဒီဘက်သေးကြပါပါတယ်သေးဆိုတော့ကျွန်တော်ဒီဘက်ကျွန်တော်6ပြန်ထိုးပါမယ်ဒီဘက်ကျွန်တော်ပြန်နိုင်ပါပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะကျွန်တော်လေးနဲ့ဂိမ်းကောက်ဖွင့်ပြီးတော့softwareကိုလာလို့ရပါတယ်အားလုံးဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်